လေးကတော့ဒါကြောင်းသွားတဲ့လမ်းလေးဖြစ်ပါတယ်ဒါကြောင်းကိုသွားနေတဲ့လမ်းလေးဖြစ်ပါတယ်ဒါလေးကတော့ဖျားကြီးဖြစ်ပါတယ်ဖျားကြီးဘက်ကနေပြီးသွားတာပါကျွန်တော်တို့ကြောင်းဒါတော့မဟာမြတ်မုန်ကြီးဘုရားကြီးဖြစ်ပါတယ်သွားတယ်ပြီးတော့ဒါတော့မေစီရဲ့ဘက်ကိုရောက်သွားပါတယ်ဒါနဲ့သွားတယ်ဒီဘက်ကနေသွားတယ်ပြီးတော့ကန်တော်ကြီးကံပလန်နာကိုသွားတယ်ဒါကန်တော်ကြီးကံပလန်ဖြစ်ပါတယ်ဒါကြောင်းပေါဝါကိုရောက်သွားပါပြီဒါကြောင်းပေါဝါတွေဝင်လာတော့မယ်ဒါကြောင်းပေါဝါကကြောင်းလေးကိုရောက်သွားပါပြီဒါကြောင်းလေးဖြစ်ပါတယ်ကျောင်းထဲမှာဒါအယုံလာပါနေပါတယ်မနက်ခင်းစောကြည့်ရှုရသည်မှာပြီးတော့ CSM မှာနေဝင်လာနဲ့စတင်လိုက်ပါတယ် CSM မှာလည်းမလာတာနဲ့နာမည်တွေကိုဝိုင်းပါတယ် CSM မှာဒါနာမည်တွေခေါ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်နာမည်တွေခေါ်နေမြင်ကွင်းဖြစ်ပါတယ်နောက်ပြီးတော့ဒါကိုဆောင်ကိုပြန်သွားတယ်ပြန်သွားပြီးတော့ geology ဆရာမနေပြီးတော့ geology ရဲ့ assignment လုပ်ဖို့အတွက်ကိုပြီးနေပါတယ်ဒါ geology assignment လို့တကယ်ချင်းနေရောင်းနေတဲ့အတိုင်းမင်းနေကြပါတယ် geology assignment ပြီးနေဖြစ်ပါတယ်နောက်ပြီးတော့ကန်တင်ကိုသွားပါတယ်ကန်တင်ကိုသွားတယ်သွားပြီးတော့အရင်ပြန်မနေဘလို့လောက်ပါ